ထမင်းဟင်းကလည်းမချက်ချင်ဘူးဒါပေမဲ့အိမ်ထမင်းအိမ်ဟင်းလည်းစားချင်တယ်အိမ်မှာပဲ easy စားချင်တာပေါ့နော်နောက်ပြီးတော့ကိုကိုကိုလည်းဟင်းမချက်ခိုင်းချင်ဘူးပေါ့နော်အဲအကြောင်းမို့လို့City Mart ကနေပြီးတော့ပဲငပုတ်တင်စီစိန်လေးဝယ်လာခဲ့ပါတယ်ပြီးတော့ဒီကြက်သွန်တုပ်ပေါ့နော်ဒီကြက်သွန်တုပ်ကတော့ကိုကိုလက်ရပါကျမကလုံးဝမလုပ်တတ်ပါဘူးကိုကိုကအဲ့လိုစိတ်ရှည်ရှည်လေးနဲ့ကြက်သွန်ပပလေးလီးပြီးတော့အဲ့လိုတိတိကျကျကြနနတုပ်တာလေးကတော်တော်အဆင်ပြေပြီးစားကောင်းတယ်ညီမတုပ်လို့ရှိရင်ကြက်သွန်ကြီးကအကြီးကြီးဖြစ်လို့လေအဲ့ဒီငပုတ်တင်စီစိန်လေးကတော်တော်ကောင်းတာပါအသားအတုံးလိုက်အတက်လိုက်ကလေးကိုမှလေစီရလဲအဲ့လိုတော်တော်များများလေးလည်းထည့်ပြီးရစီလေးလည်းတန့်နေပေါ့နော်နောက်ပြီးတော့လေအဲ့ဒီစီတီမတ်မှာဆိုလို့ရှိရင်ပုံမှန်ငပုတ်တင်အစိမ်းနေပါလေအထုပ်လိုက်လေ ready made ထုတ်တွေကျမကဝယ်ဘူးရယ်အမေကိုလည်းအဲ့လိုလန်းပို့ဘူးရယ်အများတမ်းပဲလေဆယ်ကဝယ်လို့ရှိရင်အခောက်တိုင်းမှာတော့အဲ့လိုအကောင်းနေကြီးရတာမျိုးမဟုတ်ဘူးပေါ့နော်အရေကွန်များတာအယိုးတွေများတာကြီးအများတမ်းပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ကြတော့လေအဲ့ဒီငပုတ်တင်စီစိန်လေးကိုတက်တွေးလိုက်တာခါတိုင်းဆိုရင်တွေးတော့တွေးတယ်မဝယ်ဖြစ်ဘူးဒီတစ်ခေါက်ကျတော့အဲ့ဒါလေးကိုတွေးလိုက်တော့စမ်းကြည့်လိုက်မယ်ဆိုပြီးတော့လေတော်တော်အဆင်ပြေသွားရဘာလို့လဲဆိုတော့အစိမ့်ဝင်ရတာထက်ဆိုင်သူကပို့တန်နေပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်9900လောက်ပေးရတဲ့ထက်နဲ့ဒါပေမဲ့အစိမ်းဆိုလို့ရှိရင်ကန်ဆယ်မဲ့နှိုက်ရတယ်လို့ပဲအယိုးတွေအရေကွန်တွေပါတာပြန်လို့ရရရှိသေးတယ်လေဒါလေးကြတော့တနိုင်ပဲကိုယ့်ကိုနှစ်ယောက်စားလောက်စားပေါ့နော်ပိုရာရွာလည်းမဖြစ်ဘူးလေအဲ့ဒါလေးအဆင်ပြေရရှင်ပြီးရောထမင်းလေးရလည်းထမင်းပူပူလေးရယ်ဒီငါ6ပေါ့နော်ငါပုတ်တင်စီစိန်လေးရယ်လက်ဖက်ချင်ဆက်ကလေးရယ်ပြီးတော့ကိုလုတ်ပြီးရကြက်သွန်တုပ်ကလေးရယ်နဲ့လေရမ်းစားကောင်းလို့ထမင်းတအိုးလုံးပြောင်းသွားပါလိမ့်ရှင်ပြီးတော့တခုပြောပြရအောင်မယ်ဘလော်ထဲမှာလေစားပြကြံလို့အဲ့ဒီရွှေစလုံးလေးကိုမနေ့က City Mart ကနေဝယ်လာခဲ့တဲ့ကိုကတော့ပြောတယ်ပွေရဲတဲ့ကလေးကြနေရပဲတဲ့အဲ့ရွှေစလုံးလေးကိုလေတော်တော်များများမှာတွေ့ဘူးရပေါ့နော်စင်တာအသေးလေးတွေပဲဖြစ်ဖြစ်တခြားစင်တာလေးတွေမှာလည်းကျွန်တော်တွေ့ဘူးတယ်ဒါပေမဲ့ကျွန်မစိတ်ကြိုက် quality မရလို့လေမဝယ်ဖြစ်ခဲ့ဘူးဒီတစ်ခေါက်ကတော့ marketplace မှာတွေ့တဲ့ဒီရွှေစလုံးလေးကလေအသားလေးလည်းတော်တော်ကောင်းတယ်အဲ့လိုရွေးစရာ site ကလေးကလည်းစုံတယ်ပုံမှန်တွေ့တဲ့လေအဲ့လိုရွှေရောင်တုတ်ထားတဲ့ဇလုံးအဲ့လိုပပလေးမဟုတ်ဘူးလေဒီ quality လေးကတော်တော်လေးလည်းထူလို့လေအမေကလည်းအရင်တော့လိုချင်တယ်လို့ပြောထားတယ်အမေကိုတော့မှအဲ့နည်းနည်း site ကြီးတဲ့ဟာတစ်ခုဝယ်ပေးလိုက်တယ်ပြီးတော့ညီမထမင်းထက်ထဲတယ်ထမင်းထက်ထဲတော့ကြက်သွန်တုပ်ကကုံသွားပြီဆိုတော့လေအဲ့ဒါကြက်သွန်နီဥတလုံးကိုလေကိုက်ပြီးတော့တို့လိုက်တယ်ပေါ့နော်ငါ6တွေပါလေစားထားတော့တွေးပါလေတက်မှာဆိုလို့တမယာတီစမ်းကြက်သွန်နီကိုက်နေပြီးလဲပြီးရောစားလဲပြီးရောမပြီးသေးပါဘူးเนาะmarketplace ကဝယ်လာတဲ့အဲ့ဒီ Indian မုတ်အချိုတွေကိုလေစိန်နဲ့အချိုတွေတဲပါတယ်ပြီးတော့နီးလို့လာတော့မသိဘူးအချိုအရန်တောင်းတတာအချိုလေးအဲ့လိုစားလိုက်ရမှာစိတ်ကလေပျော်သွားပြန်ရောဒီမုတ်လေးတော်တော်စားလို့ကောင်းပါတယ်ရှင်See you in the next video